မန္တလာတီရီအစစ်မြစ်အာကစားကွင်းအနီးရက်ကွက်တန်းတွေကချက်ချင်းနေလို့ရတဲ့စာအုပ်ပါအကြောင်းလေးပါမင်္ဂလာပါကိုကျော်ကြီးအိမ်ချမ်းပြည်မန္တလေးမှာကြိုဆိုလိုက်ပါတယ်လမ်းကျဲသွားလာရလွယ်ကူပြီးနေထိုင်ရန်အလွန်ကောင်းမွန်သောရက်ကွက်လေးလည်းဖြစ်ပါတယ်ပေအကျယ်ဝင်းကတော့ပေ20-60ဖြစ်ပြီးခရံမြေခွဲပြီးသားကိုမှတက်တက်ကြံမြေခွက်လေးပါအဆောက်အဦလေးကတော့နံကတ်တစ်ထပ်ကိုမှအိတ်ခမ်းနှစ်ခမ်းပါရှိပါတယ်အလှည့်လေးကတော့အနောက်လှည့်လေးပါဈေးနှုန်းလေးကတော့မိတ်ဆွေများအတွက်38,900ညှိနှိုင်းဈေးနှုန်းဖြင့်ရောင်းချပေးသွားမှာပဲဖြစ်ပါတယ်ရက်ွက်တန်းတွေကအဆောက်အဦပါလိုချင်တဲ့မိတ်ဆွေများအတွက်ကိုကျော်ကြီးအိမ်ချမ်းမြေမန္တလေးကိုသာဆက်သွယ်လိုက်ပါအကောင်တကအကောင်ဆုံးတွေကိုသာဖန်တီးပေးကြတာကိုကျော်ကြီးအိမ်ချမ်းမြေမန္တလေးရဲ့စေတနာပါ